အားလုံးပဲမင်္ဂလာပါယခုကမှာတော့ကိုထိရင်ရတဲ့ကိုရီးယားတောင်ဘက်နိုင်ငံကရင်တုံလို့ယုံတင်ပြထားတဲ့ဇာတ်ကားလေးဖြစ်တဲ့ Fabricated Series ကိုတင်ဆက်ပေးကြပါမယ်။ဇာတ်ကားကဆက်စချင်းပဲကွက်နဲ့ထွင်ပြီးတော့ပြစ်ဟဲခတ်ရနဲ့စတင်ပါတယ်။ခေါင်းဆောင်ကသူ့အဖွဲ့ကိုဦးဆောင်ပြီးတော့ဘုံဖောက်ဖို့လုပ်နေတယ်။ပြီးတော့တိုင်းညွန့်ဘူးညွန့်လှညွန့်ဆိုပြီးတော့ပြင်းရင်ခတ်ရင်နဲ့နောက်ဆုံးမှာရန်သူတွေလည်းလက်ခေါင်းဆောင်လည်းကြီးမှန်ပြီးတော့ကစ်သွားပါတယ်။တကယ်တော့ဒါကအင်တာနက်ကော်ဖီဆိုင်တစ်ခုမှာခင်မောင်ဆိုတဲ့ဂိမ်းမာတယောက်ကဂိမ်းဆော့နေတာပါ။သူကသူတို့ဂိမ်းအဖွဲ့ကခေါင်းဆောင်မှာသူ့ဘော်ဘော်တွေကအပြင်တိုးမယ်လို့ပြောတော့သူကဘိုင်းပြက်ပြီးတော့တိုင်ကက်နေတယ်။ဒါကြောင့်မလို့စော်နဲ့တိတ်ထားသေးတယ်ဆိုပြီးတော့ညာလိုက်ပါတယ်။အဲ့ဒီချိန်မှာသူ့ဘေးကခုံမှာဖုန်းတန်မိလာတာမို့ပွားပြီးဟာဆိုပြီးတော့ကောက်ကန်လိုက်တာမှာတစ်ဖက်ကနေကျဲမဖုန်းကြံခဲ့တာရှင်ဆက်မပိတ်ပြက်နေဆိုပြီးတော့ပြောလာပါတယ်။ကောင်မလေးကသူ့လိပ်စာပေးပြီးတော့ဖုန်းလာပေးရင်မန်နီပေးမယ်ဆိုပြီးတော့မွဲမှန်းသိနေတော့နှိမ်နေ။ကောင်မလေးအိမ်ကိုသွားလိုက်တော့တကားကပွင့်နေသလိုကောင်မလေးကလည်းရေချိုးနေပါတယ်။ကောင်မလေးကဖုန်းကိုအိပ်ရပေါ်ထားပြီးတော့မန်နီယူသွားလိုက်လို့စက်ပြတိုင်းနေရင်းနဲ့ပြောတယ်။သူခိုင်းတဲ့အတိုင်းလုပ်ရင်ထွက်မသွားခင်အခုလိုရေချိုးနေတော့တကမ်းမအိုးပန်းထားတဲ့ကြောင်ခင်မောင်ကဆရာလုပ်တယ်အဲ့နောက်မှာခင်မောင်လည်းအိမ်ပြန်ရောက်ပြီးတော့တန်းကျိုးသွားပါတယ်နောက်မနေ့ရောက်တော့အဖျက်သမားကိုလာရွှေတွေရောက်လာပြီးတော့သူ့ခန်းတကားကိုစောင့်ကန်ဖွင့်တယ်ပြီးတော့သူ့ကိုမနှက်စာကျွေးဖို့ကျမ်းပေါ်မှောက်ခိုင်းပြီးတော့လူတက်မှုနဲ့ဆွဲစီလိုက်ပါတယ်ဖုန်းပိုင်ရှင်ကောင်မလေးရှော့ခံရတဲ့မှုနဲ့သူကစီခံလိုက်ရတာပါထူးဆန်းစွာပဲကောင်မလေးရဲ့သွေးတွေအပြည့်ပင်နေတဲ့ကြက်သွန်လှီတာတစ်ချောင်းကလည်းသူ့အိမ်ကိုခြေထောက်ပေါက်ပြီးတော့ရောက်နေတယ်လို့သူ့ရဲ့လက်ပွေရတွေကလည်းအဲ့ဒီဓာတ်နဲ့ကောင်မလေးအိမ်မှာကတ်နေလေတော့သူလည်းဖျားခဲ့တော့မရနိုင်တော့ဘူးသူ့မိကသူ့သားအတွက်ရှင်းနေတဲ့ကောင်ငှားပြီးတော့အမှုလိုက်တော့ကန်ကောင်းပြီးအမှုကနေကွင်းလုံးမကျုပ်ပဲထောက်တသက်ကျသွားပါတယ်တရင်တွေမှာတော့ခင်မောင်ကဗီဒီယိုဂိမ်းတွေဆွဲလန်းနေတော့စိတ်ကူးရင်မှုနဲ့အစစ်အမှန်ကိုမခွဲခြားနိုင်တဲ့လူသက်သမားတစ်ယောက်ဖြစ်ကြောင်းတစ်ချိန်ကထက်ထက်မိုးဦးကြော်ညာတွေလိုရှယ်လွှင့်နေတယ်။ခင်မောင်ရဲ့ထောင်သားဘဝပထမဆုံးရက်ကတာရပါတယ်။အကုန်လုံးကသူ့ကိုအစင်လေးဆိုပြီးဆွဲစားဖို့ရှုမကြီးပေးရောက်နေတဲ့မင်းဟိန်းလိုအကြည့်မျိုးတွေနဲ့ကြည့်နေကြတယ်။အဲ့နောက်မှာသူ့ကိုမာတောင်းဆိုတဲ့ထောင်ကိုပိုင်စားနေတဲ့ဆရာကြီးရှေ့ကိုဆွဲခေါ်ခံရပါတယ်။အဲ့မှာလူသက်သမားကြီးကကောင်မလေးကိုတက်ရပါမလားဆိုပြီးတော့ခင်မောင်ကိုကြိတ်နေ။ခင်မောင်ကတော့သူကအပြစ်မရှိတာမို့လို့ဒေါသထွက်လာပြီးတော့မာတောင်းကိုပြော့သွားအောင်တစ်ချက်တွဲလိုက်တာမှာသူလည်းငဖဲလို့အတေခံလိုက်ရပါတယ်။အဲ့ဒီကနေသူလည်းအဆောင်နေခေါ်သွားတာခံလိုက်ရပြီးတော့တကောတော်ရက်30တရားကျင့်ခွင့်ရသွားတယ်။သူ့ရဲ့ပြည့်တန်ရက်စစ်သွားတော့သူ့မိကရှင်းနေမှတ်မင်းဆိုတဲ့ငန်းနဲ့အတူတူသူ့စီရောက်လာတယ်။သူ့မိကသူ့ကိုကူညီဖို့တက်နိုင်တာအကုန်လုံးနေကြောင်းသူ့ကိုပြောပါတယ်။အဲ့နောက်မှာမာတောင်းအဖွဲ့ကလည်းအားရနေတော့ပြင်းနိုင်ခင်မောင်ကိုခေါ်တွယ်ကြတယ်။နေလက်သာစားနေတဲ့တရက်မှာလူတွေကိုကိုရီးယားကားတွေလိုအပိုင်းဆက်နဲ့တက်တဲ့သူတယောက်လို့ကောလာဟာလာထွက်နေသူကသူ့ဘေးလာထိုင်ပါတယ်အဲ့ဒီဘဲကြီးကခင်မောင်ကိုအခုလိုတွဲခံမနေတဲ့ကြောင်မြှောက်ပေးပြီးတော့ဒဏ်ရာတွေကိုကိုယ့်ဘောတိတ်ရွက်အချို့ပေးတယ်လို့မာတောင်းတို့ကိုတက်သမျှမှတ်သမျှပြန်တွယ်ဖို့ပြောပါတယ်ခင်မောင်က6တိုင်းလဲမကြောက်နဲ့မြှောက်တိုင်းလဲမမြောက်နဲ့ဆိုတဲ့ဟိုခေတ်ကသတင်းစာတွေအဖက်များပြီးတော့မာတောင်းနဲ့သူ့လူတွေကိုပြန်တွယ်တော့ပြန်တွယ်နိုင်သွားတယ်သူ့စီကိုမှတ်မင်းရောက်လာပြီးတော့သူ့အမေဆုံးသွားတဲ့သတင်းကောင်းလေးလာမျှရင်းနဲ့လက်မှတ်ထိုးခိုင်းပါတယ်အဲ့နောက်မှာထောင်ထဲကမြေကွက်လက်မှာထိုးကြနှက်ကြဆော်ကုန်ကြတယ်ရက်ကွက်ထက်ကအိမ်အောင်ရှင်ရံပွဲဖြစ်နေတော့မာတောင်းကခင်မောင်ကိုဇွတ်ဇွတ်လှုပ်ဖို့လုပ်တယ်ခင်မောင်ကဓာတ်ကိုလှုပ်ပြီးတော့မာတောင်းကိုအရင်လှီးပြီးမှသူ့ဘိုက်သူအပေါက်ဖောက်ပေးလိုက်တယ်သူ့ကိုရဲကားနဲ့ဝီယောလှုပ်ပြီးတော့ခေါ်သွားနေတော့နေလက်စားစားနေတဲ့အချိန်လေးကိုနောက်ကျောင်းပြန်ရေးပြတာမြင်ရပါတယ်အဲ့ဒီမှာအပိုင်းဆက်လူသက်သမားစကားကြီးကနေရာမှန်သာထိုးရင်ဘာမှမဖြစ်ဘူးလို့ဆရာစားမချန်တင်ပြပေးနေတာတွေ့ရတယ်အဲ့နောက်မှာခင်မောင်လည်းကားတွေကကိုလာရွှေတွေကိုကားမောက်သွားတဲ့အထိထိုးလိုက်ပြီးတော့လွတ်သွားပါတယ်ပြီးတော့သူ့မြို့ကိုပြန်ပြီးတော့ရှင်းနေမှတ်မင်းစီသွားတွေ့တယ်သူ့ကိုအလီပိုင်ပြပေးမဲ့သူရှာနိုင်မှာပါလို့သူကပြောနေပေမဲ့ကန်ဆိုတော့အခုထိမတွေ့သေးဘူးမှတ်မင်းကသူ့ရှင်းမာတဲ့ရဲကိုဖုန်းခေါ်လိုက်တော့ခင်မောင်လည်းထွက်ပြေးရပြန်ပါတယ်အဲ့နောက်မှာသူ့ပြစ်မှုကိုသူ့ဘာသာသူပြန်လိုက်ဖို့လုပ်တယ်သူ့ရဲ့ mail ထဲမှာတော့သူနဲ့အသက်ခံရတဲ့ကောင်မလေးက line ဘော့ကနေစတွေ့ပြီးတော့နောက်တော့ club တစ်ခုမှာလူချင်းတွေ့ကြကြောင်းပြီးတော့ club ကနေအတူတူထွက်သွားကြတဲ့အကြောင်းနဲ့နောက်ရက်မှာကောင်မလေးကိုသူ့အိမ်ကရေချိုးကန်းထဲမှာတင်နေတာရှာတွေ့တယ်ဆိုတဲ့အသေးချာပြောထားတဲ့ဗီဒီယိုဖိုင်တွေ့လိုက်တယ်အဲ့နောက်မှာခင်မောင်ကိုလျှို့ဝှက်သေးဖို့ကောင်မလေးတယောက်ဖြစ်တဲ့ Harry ကဆက်သွယ်လာတယ်ကောင်မလေးကသူနဲ့စကားပြောတိုင်းသူ့ဖုန်းနဲ့ပဲပြောပါတယ်အပြောမှာလူချင်းတွေ့နေတော့ဖုန်းနဲ့ပဲစကားပြောတယ်ကောင်မလေးကခင်မောင်ကိုသူ့နေရာခေါ်သွားပြီးတော့ငတ်နေမှန်းသိတော့ကောင်းကောင်းကြွေးဖို့လုပ်ပါတယ်မကြမီသူတို့စီကိုတခြားဘဲတွေပါရောက်လာတယ်သူတို့ကလူငယ်ဆရာကြီးဖြက်စီးမောင်နဲ့နှုတ်မဲ့တကယ်ခင်မောင်ကသူတို့ဘသူတွေဆိုတာသိတယ်သူတို့ကသူ့ဂိမ်းဖွဲ့ကလူတွေပါသူတို့တွေကလည်းသူ့ကိုကူညီပေးဖို့ရောက်လာကြတာအခြားနှစ်ယောက်ပြတဲ့အဖုံးနဲ့အပုံကတော့ဒီနေ့မလာနိုင်သေးပါဘူးသူတို့ကခင်မောင်ကိုရှာနိုင်ခဲ့တဲ့ Harry ရဲ့ hacking skill ကိုကျွတ်နေကြတယ်Harry ကခင်မောင်မှုမှာတွေ့ရတဲ့သဲလွန်စားအချို့ကိုတခြားလူသက်မှုအချို့မှာတွေ့ရတတ်တယ်ဆိုတာရှာတွေ့ထားတယ်။အဲ့ဒီကသဲလွန်စားတစ်ခုကအဖြူရောင် truck ကားတစ်စီးကအခြားလူသက်မှုတွေမှာလည်းရှိနေတယ်။သူကအဲ့ဒီကားကိုချေရခံကြည့်တော့ကားဟောင်းစွန့်ပစ်ကွင်းတစ်ခုမှာတွေ့လိုက်ပါတယ်။ခင်မောင်နဲ့လူငယ်ဆရာကြီးတို့ကအဲ့ဒီကားနေရာသွားကြည့်တော့လူဆိုးမှန်းသိအောင်ဝတ်စုံပြည့်ဝတ်ထားတဲ့ဘဲနဘွယ်ကိုပတ်ပတ်လဲလမ်းလျှောက်ကြည့်ပြီးတော့အနက်ရောင်ကားကြီးနဲ့လစ်သွားတော့ကိုတွေ့လိုက်ရတယ်။ခင်မောင်ကသူတို့နောက်ကိုလိုက်တော့အိမ်တလုံးစီကိုရောက်သွားတယ်။ဘဲနဘွယ်ကတက်တာကြီးတစ်ခုကိုတင်နေကြပါတယ်။သူတို့ကအဲ့ဒါကြီးကိုကားထဲပြန်ထည့်ပြီးတော့ကားဟောင်းစွန့်ပစ်တဲ့နေရာစီကိုပြန်မောင်းလာတယ်။ခုနကအိမ်မှာတော့အကာအကွယ်ဝတ်စုံတွေနဲ့အဖွဲတစ်ဖွဲရောက်လာပြီးတော့အိမ်တစ်ခုလုံးကိုတန်ရှင်းလုပ်နေတယ်သူတို့ပုံကတက်သေးဖြောင်းနေတဲ့ပုံမှာပဲကားဟောင်းစွန့်ပစ်ကွင်းကဘဲနဘွေကတော့သူတို့ကားတွေကတက်တာကြီးကို truck ကားထဲပြောင်းထည့်ပြီးတော့ truck ကားက sticker ကိုချိန်နေကြတယ်အဲ့ဒီမှာကားကအေးခဲထားတဲ့ပစ္စည်းတွေတည်တဲ့ကားပုံစံမျိုးဖြစ်သွားတယ်ကားကမောင်းထွက်သွားတော့ခင်မောင်တို့နှစ်ယောက်နောက်ကလိုက်သွားကြပါတယ်လူငယ်ဆရာကြီးကသူတို့ကတက်တာကိုအဆောက်အုံတစ်ခုတည်းကိုတည်သွားကြောင်းပြောလိုက်ပြီးအဲ့ထက်ဘာမှပုံမသိတော့ဘူးသူတို့ကအထက်ကိုလိုက်ဝင်သွားခြင်းပဲမလုံနိုင်ကြပါဘူးသူတို့ဖွဲ့က plan တစ်ခုချလိုက်ပြီးတော့အဲ့ဒါကိုအတူလုပ်ကြတယ်သူတို့ plan အောင်မြင်ပြီးတော့ခင်မောင်လည်းအဆောက်အုံထဲကိုရောက်သွားပါတယ်ခင်မောင်ကအဆောက်အုံနဲ့ခြေဆက်ကြလှည့်နေတော့ Harry ကအဆောက်အုံကကင်မရာတွေကိုထိန်းချုပ်ထားလိုက်တယ်ခင်မောင်ကအခန်းတစ်ခုထဲဝင်လိုက်တော့နာမည်ကျော်တယောက်ဆောင်တယောက်ပုံကိုတွေ့လိုက်ပါတယ်ဘဲနဲ့ဘွယ်တဲသွားတဲ့တန်တရားဖြစ်ပေါ်တက်တာကြီးကိုလည်းတွေ့ရတော့ဖွင့်ကြည့်လိုက်တယ်အဲ့ထဲမှာမင်းသားကကြိုးတုပ်ခံရပြီးတော့တင်နေခဲ့ပါပြီလူတစုအခန်းထဲကိုဝင်လာတော့ခင်မောင်လည်းပုံလိုက်ရပါတယ်
အဲ့လူတွေကဘာလို့ရမယ်ဆိုတာသိနေပုံမှာပဲဟန်ဆောင်သက်တွေအခန်းထဲမှာလိုက်ချနေတယ်သူတို့ထွက်သွားတော့ခင်မောင်ပြန်ထွက်လာပြီးတော့လူသေးအလောင်းကိုပြန်ကြည့်တယ်ခင်မောင်လုံးနေတာတွေကိုဖွက်ထားတဲ့ကင်မရာသေးသေးလေးကနေဆင့်ကြည့်နေတဲ့လူတစ်ယောက်လည်းရှိနေပါတယ်သူကခင်မောင်ရဲ့ရှေ့နေမဟုတ်တဲ့နောက်နေမှတ်မင်းအဲ့တော့မှဇက်ကားရဲ့နောက်ကျောင်းပြန်ပြဘက်ကိုတွေ့ရမှာဖြစ်ပါတယ်မှတ်မင်းကလူသားမှုတွေမှာတက်တဲ့အတုလုပ်ပေးနေတဲ့အဖွဲ့အစည်းကအစိပ်ပိုင်းတစ်ခုပါမိမတယောက်ကသူ့စီကိုလာပြီးတော့အကူအညီတောင်းတယ်ရုပ်ရှင်မင်းသားကတကယ်ကိုအသက်ခံလိုက်ရပြီးတော့တတ်သူအစားအခြားသူတယောက်ကိုလွှဲချဖို့သူတို့ကပြင်ဆင်ပေးရပါတယ်အဲ့ဒီမှာမှတ်မင်းကမင်းသားပတ်လဲကနေဇလန်းတစ်ခုဖန်နေတယ်ပြီးတော့လွှဲချဖို့မင်းသားဘဝနဲ့ပတ်သက်နေသူတွေကတယောက်ကိုရွေးချယ်လိုက်တော့အပြစ်မရှိတဲ့ကောင်မလေးတယောက်ကကန်ဆိုးသူမဲရှင်ဖြစ်သွားပါတယ်သူတို့ဖန်တီးတာတွေကအမှားမရှိလောက်အောင်ကွက်စေတယ်မှတ်မင်းကနောက်ဆုံးအကွက်ကိုရွှေ့လိုက်ပါတယ်ပြီးတော့ဖုန်းတကောခေါ်လိုက်ပြီးတော့လူတယောက်ကိုထောင်ကလှုပ်ခန့်လိုက်တယ်ခင်မောင်ရဲ့အဖွဲ့ကလူတက်မှုဖြစ်တဲ့နေရာကလက်ပွေတွေကို analyze လုပ်တယ်အဲ့ဒီကနေကန်ဆိုးသူမဲရှင်လေးကဘယ်သူဆိုတာသိသွားပါတယ်ပြီးတော့သူမကိုခြေရခံနိုင်ဖို့ကောင်မလေးဖုန်းထဲမှာကနန်းလေးတွေကပြေးခန့်လိုက်တယ်သူရဲ့ပတ်ဆိုင်ကိုတယောက်ကကောက်ရောက်ကြောင်းအကြောင်းကြားလာတဲ့မျိုးသမီးတယောက်စီကဖုန်းကောတစ်ခုကိုကောင်မလေးကလက်ခံရရှိတယ်အဲ့ဒီအတန်ကိုခင်မောင်ကမှတ်မိသွားပါတယ်သူ့ကိုကြောက်ထဲကျဖို့လက်နှလုံးအလိုကနေတွန်းချလိုက်တဲ့တယောက်ရဲ့အတန်ပဲကန်ဆိုးသူမဲရှင်ဖြစ်လို့ကောင်မလေးကအလှသွားပြနေတယ်အခုတော့ခင်မောင်ကိုယုံလာပြီဖြစ်တဲ့ Harry ကသူ့နာမည်အစ်စ်ကယူယူဖြစ်ကြောင်းပြောပြပါတယ်အဲ့နောက်မှာ call center ကအတန်နောက်ကိုလိုက်တော့အတန်ပိုင်းရှင်မိန်းကလေးကဘယ်သူဆိုတာသိသွားတယ်ခင်မောင်ကအဲ့ဒီမျိုးသမီးနောက်ကိုလိုက်ပြီးတော့လှမ်းဆွဲမလို့လုပ်နေတော့ဆိုင်ကယ်သမားတယောက်ကသူ့ကိုကယ်ပြီးတော့မောင်းပြေးသွားတယ်ခင်မောင်ကဆိုင်ကယ်နောက်ကိုသူ့ကားနဲ့လိုက်နေတော့ရဲကားတွေကလည်းခင်မောင်ကားနောက်ကိုလိုက်လာတယ်ခင်မောင်ကားကမီးခိုးတွေအိုးပြီးတော့တိုင်ပတ်နေတော့ရဲကားတွေကိုလည်းထရက်ကားကြီးတစ်စီးကဝင်ကျုံးလိုက်တော့ကန်ကောင်းသွားပါတယ်ဒါပေမဲ့ကန်ကအပြည့်မကောင်းတော့ကျောင်းတော်ကရန်စားပိုင်ရှင်မာတောင်းရောက်လာပြီးတော့ခင်မောင်ကိုတတိလစ်သွားအောင်ကြိတ်ပစ်လိုက်တယ်ကိုတောင်တစ်ခုထဲမှာမာတောင်းရဲ့တဘောကျဲတွေကဝိုင်းချုပ်ခံထားရရင်လည်းခင်မောင်နိုးလာတယ်ဟယ်ရီကသူ့ကိုဝရမ်းပြေးခင်မောင်ကတစားကန်လှုပ်ထားပါတယ်ဆိုပြီးတော့ရဲလှမ်းတိုင်လိုက်တယ်အဲ့နောက်မှာရဲတွေကကိုတောင်ထဲဝင်စီးတော့ခင်မောင်လည်းမိတို့မိပုံလှုပ်လိုက်လေသည်မသိဆိုပြီးတော့လွတ်မြောက်သွားပါတယ်သူ့ကိုဟယ်ရီကကားနဲ့လာခေါ်ပြီးတော့အတူမောင်းပြတယ်ပြီးတော့မှတ်မင်းပေးခဲ့တဲ့သူ့မေဆွဲကြိုးထဲမှာ GPS တက်ထားတာကိုလည်းသူတို့သိသွားကြတယ်မာတောင်ကလည်းခင်မောင်ကိုသာတတ်နိုင်ရင်သူ့ကိုလွတ်အောင်လုပ်ပေးမယ်လို့မှတ်မင်းကပြောခဲ့တာခင်မောင်တို့ဝစ်ကျင်းလေးမှာတော့ drone နှစ်ခုလုပ်ပြီးတော့မှတ်မင်းကိုထောက်လှမ်းပေါ်လုပ်ကြတယ်သူတို့အဲ့ဒီ drone လေးတွေကနေအလွန်ကောက်ကျစ်တဲ့စကားပြောကန်းတွေကိုတော့မှနားထောင်လို့ရနေပါတယ်အဲ့နောက်မှာမှတ်မင်းကတခုခုဖုံးကွယ်ဖို့စူးစမ်းနေတယ်ဆိုတာသူတို့ဘက်ကသိကြသွားတယ်သူတို့ဘက်ကမင်းသားအသက်ခံရမှုကတတ်တဲ့အတုတွေကိုဖျက်ဆီးပစ်ကြပါတယ်မှတ်မင်းကသူ့တွေကိုအမှုဖြစ်တဲ့နေရာကိုတန်ရှင်းခိုင်းပြီးတော့သူချပေးတဲ့အတိုင်းတတ်တဲ့အတုတွေကိုလုပ်ခိုင်းတယ်အဲ့ဒီအချိန်မှာပဲခင်မောင်တို့အဖွဲ့ကဝင်လာပြီးတော့မှတ်မင်းတပည့်တွေလုံနေတာပြတ်သွားအောင်တိုက်ခိုက်တယ်မှတ်မင်းတို့အဖွဲ့အစည်းကြီးရဲ့ဥက္ကဋ္ဌကမှတ်မင်းစီကိုရောက်လာပြီးတော့သူလုံနေတာနောက်ကျနေလို့ဆိုပြီးတော့ဒေါသတကြီးလာငေါက်ပါတယ်မှတ်မင်းရဲ့လက်ထောက်ကလည်းဒီတစ်ချိန်မှာတော့ခံရပြီဆိုပြီးတော့အတော်လေးစိုးရိမ်နေတယ်မှတ်မင်းကတော့စိတ်အေးအေးထားဆိုပြီးတော့ရေခဲတက်တာတဲ့ဝင်ထိုင်ခလိုက်တယ်မင်းသားအသက်ခံရမှုကသူစီစဉ်ထားတဲ့အတိုင်းနေရာချတာပြီးတော့မှတ်မင်းကသတင်းဖွင့်လိုက်ပါတယ်အဲ့ဒီမှာသတင်းတောက်တွေကနာမည်ကျော်ရုပ်ရှင်မင်းသားမိုဒယ်တစ်ခုမှာအစိခံရကြောင်းတင်ဆက်နေတယ်အတော်လေးဆက်စုကျင်စိတ်များနေတဲ့သတင်းတောက်တွေကိုရဲတွေကလည်းမတားနိုင်တော့အခန်းထဲကိုဝင်ကုန်ကြပါတယ်အဲ့ဒီမှာမှတ်မင်းတို့ဥက္ကဋ္ဌရဲ့သမီးကိုတင်နေတဲ့မင်းသားပေးမှတွေ့လိုက်ကြတယ်ခင်မောင်ကမှတ်မင်းကိုဖုန်းခေါ်ပြီးတော့ထိပြီလားလို့မေးလိုက်ပါတယ်ခင်မောင်ကမှတ်မင်းရဲ့နီးဟောင်းအတိုင်းလုပ်လိုက်တာပါမှတ်မင်းကခင်မောင်နဲ့ဖုန်းပြောနေရင်လည်းစိတ်ကစင်ကလေးနဲ့ရည်တယ်သူ့လောက်ကပြင်းစရာကောင်းလာတာမို့လို့အခုလိုစိန်ခေါ်မှုတွေကိုကြိုက်ကြောင်းမှတ်မင်းကပြောတယ်သူက non stop ဘလုံးမထွေးတွေပြောနေပေမဲ့ခင်မောင်ကဖုန်းချပစ်လိုက်တယ်မှတ်မင်းလည်းမလေးမစားဆက်ဆံခံရတယ်ဆိုပြီးတော့ဒေါသထွက်ပြီးရှောက်ထုရှောက်ကန်တယ်မှတ်မင်းကသူ့ရဲ့အတွင်းရင်းမှုကိုလှမ်းကြည့်လိုက်တော့ရုံးခန်းထဲမှာသတိလစ်နေတာကိုမြင်လိုက်ရပြီးတော့သူ့ရဲ့လျှို့ဝှက်နေရလေးစီကိုပြေးတယ်ဒါပေမဲ့ခင်မောင်ကသူ့ကိုမိသွားပြီးတော့ဆွဲထုတ်လာတယ်ပြီးတော့ရှေ့သမျှတိုင်းကျန်းတွေအကုန်သုံးပြီးတော့မှတ်မင်းကိုအဝကျွေးတယ်မှတ်မင်းရဲ့ server ကနေလည်း still လေးထိုးလိုက်တာနဲ့ auto copy ကူးတဲ့နီးသုံးပြီးတော့ data တွေယူတယ်မှတ်မင်းကသူ့ရဲ့ server ထဲမှာ data တွေအများကြီးပုံလို့ဒါတွေကိုယူဖို့ဆိုရင်မိနစ်30လောက်ကြာမှာလို့ခင်မောင်ကိုပြောပါတယ်ခင်မောင်မှာအဲ့ဒီလောက်အချိန်မရဘူးဘာဖြစ်လို့လဲဆိုရင်သူ့ရဲ့ border တွေကိုမာတောင်းတို့ကဖမ်းထားပြီးတော့တတ်တော်မှာပါခင်မောင်အနေနဲ့မှတ်မင်းကိုလည်းတတ်လို့မရပြန်ဘူး15မိနစ်အတွင်းမှာသူတို့ဖုန်းမခေါ်ရင်မာတောင်းကခင်မောင်အဖွဲ့ကလူတွေကိုတတ်ပြစ်မှာပါခင်မောင်ကသူ့ရဲ့တငယ်ချင်းတွေကိုကယ်ဖို့ဒေါသတကြီးမောင်းသွားတယ်ပြီးတော့ဝှီးဖုတ်ဆိုပြီးတော့သူ့ border တွေကိုကယ်လာနိုင်ပြီးတော့လွတ်သွားကြပါတယ်မာတောင်းတဲ့သူတို့တွေကသူတို့နောက်ကပြန်လိုက်ကြပြန်တယ်ဒီနေ့မှာတော့ခင်မောင်တို့အဖွဲ့ကမင်းသားကိုတတ်သူတွေဖြစ်ကြောင်းဥက္ကဋ္ဌကြီးသမီးကိုအမှုဆင်ကြလို့ပြန်မေးဆွဲသွားကြကြောင်းပြောနေကြပါတယ်အဲ့နောက်မှာစိန်ပြင်းတဲ့လိုက်တိုင်းထက်ကစားကြတယ်အစုံမှာတော့လူငယ်ဆရာကြီးနဲ့ဖြက်စီးမောင်တို့ကရဲဖမ်းခံလိုက်ရတယ်ဟယ်ရီကိုမာတောင်းကပင့်သွားတယ်ဒါကြောင့်မလို့ခင်မောင်ကလိုက်ကြရပြန်တယ်အဲ့နောက်မှာခင်မောင်က TV station တစ်ခုကိုမောင်းသွားပြီးတော့အဖမ်းခံလိုက်တယ်အဲ့ဒီတစ်ချိန်လုံးမှတ်မင်းကတော့သူ့ရဲ့အကြံစီတွေအလုပ်ဖြစ်သေးတယ်ဆိုပြီးတော့တောင်ပြုံးပွဲရောက်တယ်လို့ကခုံနေပါတယ်ဒါပေမဲ့ခင်မောင်ရဲ့ USB stick က server နဲ့ချိတ်ထားတော့ဆိုတာတော့တတိမပြုံးမိဘူး data ကူးတာပြည့်သွားတော့ Harry က copy ယူလိုက်တယ်နှုတ်မဲ့တကယ်ကအဖုံးနဲ့အပုံးကိုအခင်းဖြစ်ရနေရကိုခေါ်လာတယ်အဲ့နောက်မှာသူတို့ကဘာတွေဖြစ်ခဲ့တယ်ဆိုတာကို live လွှင့်ပြီးတော့အမှန်တွေအကုန်ဖော်လိုက်တယ်အဲ့ကနေမှတ်မင်းကကြိုးကန်ပြီးတော့ဘောစီတွေရဲ့လူတက်မှုတွေကိုဖုံးကွယ်ဖို့အပြစ်မဲ့သူတွေကိုဘလို့အသုံးချခဲ့တယ်ဆိုတာအကုန်ပေါ်သွားတယ်အဲ့နောက်မှာမှတ်မင်းလည်းအဖမ်းခံလိုက်ရပြီးတော့ထောင်ထဲရောက်သွားတယ်အဲ့မှာမပြောမရွှင်ဖြစ်နေတဲ့သူ့ပေါ်တာဟောင်းကြီးမာတောင်းကဘယ်ကနေစကြိုးရင်ကောင်းမလဲဆိုပြီးတော့စဉ်းစားရင်ကြိုးစုံနေပါတယ်အပြစ်မရှိသူတွေလွတ်လာပြီးတော့တကယ်အပြစ်ရှိသူတွေပြန်အဖမ်းခံပြီးတော့ထောင်ကြကုန်တယ်ဇာကားလေးကသူတို့အဖွဲ့အတူတူစားတောက်နေကြရင်လည်းခင်မောင်ကကိုရောင်ပြနေတဲ့သူ့အမေကိုမြင်ပြီးတော့တယောက်နဲ့တယောက်ပြုံးပြနေနေတဲ့အဆုံးသတ်သွားခဲ့ပါတယ်ခင်ဗျာအဆုံးထိနာဆင့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ